ကောင်းကင်ဘုံကထိန်ထိန်တာနေတဲ့လာမင်းကြီးအောက်မှာနက်စစ်တီရှစ်တောင်းအောင်အုပ်ချုပ်ရတဲ့ထမ်းဖုံစစ်သူကြီးတယောက်အေးဆက်တဲ့လေပင်လေကြီးတွေကိုခန်းစားနေခဲ့ပါတယ်။တနေရာရောက်မှာတော့လောကကိုယ်တော်အေးချမ်းမှုစောင့်ကြည့်ပေးနိုင်တဲ့လက်နက်သမီးချမ်းရဲ့အလှကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်။အဲ့လိုနဲ့ချမ်းကိုဆွဲလန်းသွားတဲ့ချမ်းဖုံစစ်သူကြီးကလည်းသူမရဲ့အလှမှာရင်မူးနေရင်းနဲ့လမ်းခုလက်မှာယာတုနဲ့နတ်သမီးလေးတစ်ပါးကိုဝင်တိုက်မိခဲ့ပါတယ်။ဒါပေမဲ့အချစ်စိတ်မုန်ရဲ့ထမ်းဖုံစစ်သူကြီးကနတ်သမီးလေးကိုဂယုမဆိုင်ပဲချမ်းရဲ့နောက်ကိုသာလိုက်လာခဲ့ပါတယ်။ဒါပေမဲ့ချမ်းကမှလည်းကောင်းကင်နိုင်ငံရဲ့အတော်ဆုံးလေးတဲ့တော်တအုပ်ဖြစ်တဲ့ဟိုကြီးဆိုတဲ့ကျင်းရတော်နတ်သားပိုက်ရှင်လေးကရှိပြီးသားဖြစ်နေပါတယ်။အဲအကြောင်းလာနဲ့သမီးတို့မှချစ်ခင်ဆုံးမမိရဲ့ထမ်းဖုံစစ်သူကြီးကိုကြောက်စိမ့်အိတ်ဂရစ်ကအပြစ်ပေးရဲ့အနေနဲ့နောင်ဘဝပေါင်း1000တိုင်အောင်ချစ်တဲ့သူနဲ့ကြွေကွင်းရမှာဖြစ်ပြီးအတူတကွပေါင်းဖက်မိရင်တော့ကောင်းကင်ဘုံက2ယောက်လုံးကိုတက်စီဆိုတဲ့ချိန်စာနဲ့အတူလူပြည်ကိုပြစ်ချလိုက်ပါတယ်။လူပြည်ကိုရောက်တဲ့အချိန်မှာလည်းချွေးလန်ဆိုတဲ့မိန်းကလေးနဲ့ဖူးစာဆောင်ခဲ့ပြီးမြဲကောင်းကင်ဘုံရဲ့ချိန်စာကြောင့်ထမ်းဖုံစစ်သူကြီးကလူသားမဟုတ်ပဲဝမ်းမကြီးစီမှာဝင်စားခဲ့တဲ့အတွက်ဝမ်းမိတ်စာဘဝကိုရောက်သွားခဲ့ပါတယ်။တစ်ဖက်မှာထမ်းဖုံစစ်သူကြီးကိုဝင်တိုက်မိခဲ့တဲ့နတ်သမီးလေးကလည်းခံညားတဲ့စစ်သူကြီးကိုမြင်မြင်ချင်းချစ်မိသွားခဲ့ရကြောင်းထမ်းဖုံစစ်သူကြီးလူပြည်ကိုအပြစ်ပေးခံရရဲဆိုတဲ့သတင်းကြားတာနဲ့သူကနတ်သက်ကြွေပြီးလိုက်ဆင်းခဲ့ပါတယ်။ပြီးကိုညီမတွေအားလုံးကစမ်းကြောင်းတစ်ခုထဲမှာရေသွားချိုးကြပါတယ်။မိစ္ဆာမလေးတွေဆိုတဲ့အတန်ကြားရတယ်။ပါကျဲကသူတယောက်တည်းမိစ္ဆာမ9ယောက်လုံးကိုနှိမ်နှင်းမယ်လို့ပြောကထွက်လာခဲ့ပါတယ်။ပြီးရင်တော့9ကောင်အတွင်းနဲ့ကောင်မလေးတွေနဲ့ချင်းကပ်ခဲ့ပြီးမြဲကျန်တဲ့သူတွေအားလုံးကအဝေးကိုရှောင်သွားကြပြီးဗိုင်ယိုလန်ဆိုတဲ့မိစ္ဆာမလေးတယောက်ကကြံနေခဲ့ပါတယ်။တကယ်တော့ဗိုင်ယိုလန်ကကောင်းကင်ဘုံမှာပါကျဲဝင်တိုက်မိခဲ့တဲ့နတ်သမီးလေးဖြစ်နေရဲ့ပြီး2ယောက်လုံးကလည်းညီမင်းချင်းမှတ်မိသွားကြတဲ့အတွက်စမ်းကြောင်းထဲမှာပဲချစ်ကြွဝင်နေခဲ့ကြပါတယ်။ဗိုင်ယိုလန်ကထမ်းဖုံစစ်သူကြီးကိုသဘောကျတာမဟုတ်ပဲသူချစ်တဲ့သူဘလို့အသွင်ပဲဖြစ်နေဘယ်ဘဝပဲရောက်အတူပေါင်းဖက်ရတဲ့အထိတစ္ဆာကြီးမားတဲ့သူတယောက်ဖြစ်ပါတယ်။သူချစ်တဲ့စစ်သူကြီးဝဘဝရောက်သွားသည့်တိုင်အောင်ကိုယ်တိုင်ကပင်းကူမိစ္ဆာတကောင်ပြည့်နက်စီးစိန်ကိုပါဆွန့်လွတ်ပြီးလိုက်လာခဲ့တဲ့အတွက်ဗိုင်ယိုလန်ကလှပတဲ့ချစ်ချင်းမြတ်တာကိုဖော်ကျူးပြနိုင်ခဲ့ပါတယ်။ဗိုင်ယိုလန်ကသူ့ကိုချစ်လုံးလို့နတ်သမီးလေးဘဝကနေမိစ္ဆာဘဝစီလိုက်လာခဲ့တဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာတော့သူ့ကိုယ်သူမိစ္ဆာတကောင်ပဲဖြစ်သွားပြီလို့ခံယူထားတဲ့ပါတီကအရင်လိုလူသားဆန်ဆန်ခံစားချက်တွေပြန်ဝင်လာခဲ့ပြီးမျက်ရည်တွေကျနေမိခဲ့ပါတယ်။နောက်ဆုံးမှာတော့မျက်လုံးတရားမိစ္ဆာနဲ့ပင်းကူတွေကိုနှိမ်နှင်းနိုင်ခဲ့ပြီးဘူခုံကလည်းပါကျဲကိုပင်းကူညီမတွေအားလုံးကိုတတ်ခိုင်းခဲ့ပြီးမြဲပါကျဲကတော့သူချစ်တဲ့ဗိုင်ယိုလန်တယောက်ကိုတော့ချမ်းသာပေးခဲ့ကဆရာတော်နဲ့အနောက်ရက်ကိုပဲဆက်ပြီးလိုက်ဖို့ရွေးချယ်ခဲ့ရပါတယ်။ဗိုင်ယိုလန်ရဲ့နောက်ဆုံးအချိန်ကိုလည်းရောက်လာခဲ့ပြီဖြစ်ပါတယ်။ပါကျဲအနေနဲ့သူချစ်တဲ့သူသူ့ရဲ့သွေးသားကရှေ့မှာရှိနေပါလေရဲ့နဲ့ကောင်းကင်ဘုံရဲ့ချိန်သားကြောင့်အဆုံးသတ်မှာတေချာပေါက်ခွဲခွာရမယ်ဆိုတာကိုလည်းကြိုသိနေခဲ့ပါတယ်။သူ့မှာဝူခုံလိုမျိုးလဲကောင်းကင်ဘုံကိုစစ်ခင်းနိုင်မှုစွမ်းအားနဲ့တက်တည်လည်းမရှိရကြောင်းသူတက်နိုင်တဲ့ဘက်ကနေသူချစ်ရတဲ့သူတွေမနာကျင်စေဖို့အတွက်ဝေးကွာခြင်းဆိုတဲ့အရာကိုပဲရွေးချယ်လိုက်ပါတယ်။ဒါတွေကိုမသိခဲ့တဲ့ဗိုင်ယိုလန်ကတော့သူ့ရဲ့နောက်ဆုံးအချိန်မှာရှင်ကမပြောင်းလဲသေးဘူးပဲဆိုတဲ့စကားနဲ့တူသူချစ်တဲ့ပါကျဲကိုအယူအောင်လို့ပြောရင်းနဲ့တည်ဆုံးသွားခဲ့ပါတယ်။ချစ်ချင်းမြတ်တာဆိုတာဘလောက်ပဲစစ်မှန်ပါစေဘလောက်ပဲလှပနေပါစေနီးစပ်ချင်းက2ယောက်လုံးကိုနာကျင်စေမယ်ဆိုတာကြိုသိနေတဲ့ပါကျဲကနောက်ဘဝဆိုတာသာရောက်ခဲ့ရင်သူ့ကိုထပ်ပြီးရွေးချယ်နေမှာဆိုတဲ့အတွက်ချစ်တဲ့စိတ်ကြောင့်အသေးမှမှနဲ့တစ်ချက်မှလှည့်မကြည့်ပဲလက်လွတ်ပေးလိုက်ပါတယ်။ပြေးတဲ့သူနဲ့လိုက်တဲ့သူမှာဘသူကပုံပြီးပြင်ပန်းရလဲဆိုတာကအတိတ်ပဲရေးရမရှိပေမဲ့နောက်ထပ်ဘဝပေါင်း999ခုမှာထမ်းဖုံစစ်သူကြီးတစ်ပြည့်လဲကျူးပါကျဲကသူချစ်ရတဲ့သူတွေကိုနာကျင်စွာကြောခိုင်းရအောင်မှာဖြစ်ပါတယ်။အဆုံးသတ်မှာတော့ချစ်ချင်းမြတ်တာတစ်ခုကပိုင်ဆိုင်ရသည်ဖြစ်စေဝေးကွာခဲ့ရသည်ဖြစ်စေတယောက်နဲ့တယောက်ဘလောက်ထိနှစ်ကာချစ်ကြလဲဆိုတာဒါအဓိကဖြစ်တဲ့အတွက်ကျွန်တော်တို့မှာရောပါကျဲလို့စွန့်လို့ရတဲ့တတိမျိုးရှိရလားဆိုတာကို